เคအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့မှာတော့ဒီအမီလေးလောက်ဆောင်ပေါ့နော်ဘာတုတ်စားမလဲဆိုလို့ရှိရင်ဒီ Apple ရဲ့ဒီကုန်းရပါတော့အဲ့ဒါကိုခင်းနေလေးရဲ့ဒီကော်ဖီမျိုးတိစက်လေးရဲ့တော့တုတ်စားတာရမ်းကောင်းတယ်ရမ်းမိုက်တယ်နော်โอเคโอเคကျွန်မဈေးထဲမှာတွေ့လို့ဒီ Apple လေးတွေဝယ်လာတယ်ပေါ့နော်အဲ့ဒါလေးတွေဒီကောင်းလေးကိုအရင်ဆုံးပြုတ်ထားတာပေါ့နော်ဒါပြုတ်ပြီးတာကိုကျွန်တော်ခွာတယ်ဒီကောင်းလေးတွေစားလို့ရှိရင်ထုတ်နဲ့အရင်မိုက်တယ်နော်ဒီကောင်းလေးတွေကcute အတိုင်းပဲโอเคဒီကောင်းလေးတွေကိုကျွန်တော်အရင်ဆုံးပလှီးမှာပါနော်ပြင်ဒါပေါင်ပစ္စည်းလေးပေါ့နော်ခရမ်းကျင်ဒီနန်းနန်းပင်ဂေါ်ဘီသမယာဒီရုပ်သီးလေးပေါ့နော်ရုပ်သီးကလည်းမူးမျော်သီးလေးတွေအရင်ဆက်တယ်ပြီးရင်ကျွန်တော်အဝါဘီလေးကိုထည့်လိုက်တယ် Apple လုံးပေါ့နော် Apple လုံးဂျပန်လုံးဆိုလို့ရှိရင်အဝါဘီပေါ့ပြီးလို့ရှိရင်ကျွန်တော်ဒီဂုံးပေါ့နော်ဒီမြန်မာလိုဆိုရင်တော့ဘယ်လိုခေါ်မလဲရှိဂုံးလေးတွေအကောင်လေးတွေလည်းထည့်တယ်ဒီကောင်လေးတွေလည်းတွေ့လို့ဝယ်လာတယ်ကုန်းရှိလေးတွေပါနော်โอเคပြီးလို့ရှိရင်ချုံမိုးလေးနည်းနည်းထည့်တယ်ပြီးရင်ငပြားရည်လေးဒါငပြားရည်ပေါ့နော်ငပြားရည်လေးနည်းနည်းထည့်တယ်မစားမထည့်တော့ဘူးပေါ့နော်ပြီးရင်သမယာရည်သမယာဒီညှစ်ထည့်တယ်ပေါ့နော်အဲ့ဒါမှတော့ငန်းဆက်ချင်းလေးကိုshare ပဲကျွန်တော်ပြီးလို့ရှိရင်နှံအောင်နေလိုက်မှာပေါ့နော်တကယ်နေနေတဲ့အချိန်မှာတကယ်သေးကြတာပေါ့နော်တမန်ရန်လေးရသင်ပြီးတော့โอเคလေးကြည့်မယ်အရာသားတွေကကွတီပဲဖြစ်သွားပြီနော်โอเคအဲဆိုလို့ရှိရင်ပကံလေးတွေကိုပြောင်းထိုင်မှာပေါ့နော်ကဲဟိုမိုက်တဲ့ငယ်ကြီးတို့လည်းတုတ်စားကြည့်ပါနော် share ပဲဘီယာလေးနဲ့ဆိုအရင်လိုက်ခုလိုဗီဒီယိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နော်ကျွန်တော်တို့ရဲ့ channel လေးကိုလည်း like subscribe လေးလုပ်ပေးထားပါဦးတောင်းဆိုပါရစေခင်ဗျာကျေးဇူးအများကြီးတင်ပါတယ် see you next video